အခုပြောမဲ့ဗီဒီယိုကအသေးစီဖုံကုသနည်းအနှစ်ချုပ်လို့တောင်ပြောလို့ရတယ်။ခင်ဗျားမှရှိကြအသေးစီဖုံ1နဲ့2မကလို့3မဲ့ဖြစ်အမြန်ဆုံးနဲ့အထီးရဆုံးသက်သာစေဖို့အိမ်တွင်းကုသနည်း4ကိုကျွန်တော်ပြောပြမယ်။အရန်ရေးကြည့်ပါတယ်အဆုံးထိကြည့်ဖို့လိုတယ်။အသေးကိုအလုတ်ရမ်းရှုပ်တဲ့စက်ယုံကြီးလို့စဉ်းစားကြည့်လိုက်ပါ။အစားအစာနဲ့ရတဲ့စွမ်းရည်တွေစီမံပေးရတယ်။စိတ်တောက်တွေကိုဖယ်ရှားပေးရတယ်။တကြားနဲ့အစီဓာတ်တွေကိုလည်းထိန်းညှိပေးရသေးတယ်။တကယ်လို့ခင်ဗျားအစားတွေအရန်တောင်းညံပြီးကီလိုရီပိုများလာတဲ့အခါမှာအသေးထဲမှာစီရည်စုပုံလာလိမ့်မယ်။အထူးသဖြင့်အေးဘူးတွေလက်ဖိတ်နဲ့ကော်ဖီတွေအချိုများတဲ့မုတ်တွေကိုမကြာခဏစားတော့နေမယ်ဆိုရင်အသေးစီဖုံးတာကိုမီးလောင်ရလေးပေးသလိုဖြစ်လိမ့်မယ်။ဒါပြင်ကိုလေးချင်းများတာဘိုက်ပတ်လည်းအစီများတာအဆိုရင်အလောက်ကောင်းကောင်းမလုပ်နိုင်တာနဲ့စီဂျိုယောဂါနဲ့သွေးတွင်းအစီများယောဂါတွေလည်းဖြစ်နိုင်ခြေရှိသေးတယ်။အဲ့တော့အသေးစီချဖို့အရေးကြီးဆုံးနည်းလမ်း၄ခုကိုကျွန်တော်ပြောပြမယ်။နံပါတ်1ကတော့အချိုပေါ့နော်။အချိုများတဲ့စားစာတွေလျှော့ပါ။ဖြတ်နိုင်တော့အကောင်းဆုံးပေါ့။အသေးစီဖုံးနေရဆိုရင်ပထမဆုံးပြန်ကြည့်ရမယ့်အရာခင်ဗျားနေတိုင်းတောက်နေတဲ့အချိုတွေပဲ။ခင်ဗျားတစ်ခါလေးတစ်ခွက်လောက်တောက်တာပါဘာမှဖြစ်ဘူးဆိုပြီးတော့တောက်နေတယ်။အဲ့ဒါကြီးနေ့စဉ်ရက်ဆက်များလာတဲ့အခါမှာအသေးမှာကီလိုရီစုပုံလာတဲ့ကိုလေးချင်းလည်းပိုတက်လာတယ်လို့အသေးစီဖုံးနိုင်ကြီးလည်းပိုပြီးမြင့်လာစေတယ်။အထူးသဖြင့်အေးဘူးတွေ energy drink တွေတကြားတွေအများကြီးထည့်ထားတဲ့အသီးဖြော်ရည်တွေလက်ဖက်နဲ့ coffee mix တွေပုံမှန်ထက်ကိုရှော့လိုက်ပါဒါပေမဲ့ carbohydrate ကိုတော့လုံးဝဖြတ်ဖို့မလိုပါဘူး။သမင်းတွေအာလူတွေပေါင်မုတ်တွေအဲ့ဒါတွေဘယ်လောက်စားလဲဆိုတော့ねခင်ဗျားကိုလေးချင်းဘယ်လောက်ရှိလဲစီးချိုရှိလားအဲ့ဒါတွေနဲ့တွဲပြီးတော့ကြည့်ရသေးတယ်။ဘယ်ဆုံးကြီးကတော့အချိုရည်တွေအေးတွေတောင်းနေမယ်စားရေတောက်မယ် green tea တောက်မယ်black coffee တောက်မယ်အဲ့ဒါလေးနဲ့အစားထိုးတဲ့အခါကျရင်သွေးတွင်းတကြားတက်ကိုထိန်းနိုင်တဲ့အပြင်ကိုခန္ဓာကိုယ်အလေးချိန်လည်းလွယ်တကူမတက်စေတော့ဘူး။နံပါတ်2ကအစာစားချိန်ကိုစနစ်တကျထိန်းဖို့လိုတယ်။ intermittent fasting လို့ခေါ်တဲ့အစာဖြတ်ခြင်းဆိုတာခုခေတ်မှာတော်တော်လေးကိုရေးပန်းစားနေတယ်။တချို့လူတွေအတွက်အစာစားချိန်ကိုကန့်သက်လိုက်တာကစုစုပေါင်းစားသုံးတဲ့ကီလိုရီရှော့ချလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒီခါမှာအကိုလေးချိန်နဲ့ကြာမယ်အသေးစီကျဖို့လည်းအထောက်အကူပြုသွားလိမ့်မယ်။ဒါပေမဲ့16နာရီလောက်ကြီး fasting လုံးမှာအသေးစီကျမယ်လို့လည်းပြောတာမဟုတ်ပါဘူး။16နာရီခံနိုင်ရင်16နာရီလောက်အစာဖြတ်ခံနိုင်ရင်လည်းဖြတ်ပေါ့။အဓိကအစာစားချိန်တစ်ချိန်နဲ့တစ်ချိန်ကိုကြားထဲမှာအရင်ချားလိုက်ရပြီအားတိုင်းရတိုင်းတဆွဆွစားမနေပြီးတာပဲနောက်တစ်ခုအရေးကြီးတာခင်ဗျားတနေ့စာလုံးစားလိုက်တဲ့အစားအသောက်ပမာဏပေါ်မှာလည်းမူတည်သေးတယ်ခင်ဗျားအစာတော့ဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ချိန်ကြပြီဆိုရင်ဘိုက်စာသားနဲ့အတကုံစားလိုက်တယ်ဒါဆိုရင်ကီလိုရီကတဟုန်လို့ထိုးတက်လာလိမ့်မယ်နောက်တစ်ခုကစီးကျူရှိတဲ့လူတွေကိုယ်ဆောင်မိခင်တွေအင်ဆူလင်ထိုးရတဲ့လူတွေနဲ့အစားအသောက်ပြဿနာရှိတဲ့သူတွေမှာအစာဖြတ်တာလုပ်ဖို့ကိုဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဖို့လည်းလိုသေးတယ်နံပါတ်3ဘာတွေစားရမလဲအသေးစီဖုံးရှိရင်ဒီတစ်ခုစားတယ်လုံးဝအသေးစီကျသွားမယ်ဆိုတဲ့စကားတွေလုံးဝမယုံနဲ့အင်းဒီဟင်းရွက်တွေပဲတွေကောက်ပွဲသီးနှံတွေငါးတွေအစီနဲ့တဲ့အသားဓာတ်တွေအဲ့ဒါတွေပို့စားမယ်ပြီးတော့အသီးရွက်နဲ့အမြင့်တက်ကိုပေါအောင်စားပေးတာတော့အကောင်းဆုံးပဲခွန်မာသီးနဲ့ထောပတ်သီးလိုမျိုးကျန်းမာရေးနဲ့ညင်ညွတ်တဲ့အစီတွေကိုစားပေးတာလည်းအကျိုးရှိတယ်နောက်တစ်ခုသတိထားရမှာလေးရှိသေးတယ် detox water ဆိုတာကြားဘူးရမလားတောက်လိုက်ရင်အသေးရအစိတ်တွေပြေးသွားမယ်အသေးရချက်ချင်းတန့်သွားမယ်ဆိုတာမျိုးအဲ့ဒါတော့အပိုတွေပါအဓိကခမရရဲ့အသေးကိုကူညီပေးနိုင်တာရေရှည်လိုက်နိုင်တဲ့စားတောက်နေထိုင်မှုဖြစ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ညညွတ်တာကိုစားတာကအသေးစီချဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲ။နောက်ဆုံးနံပါတ်4ချက်လေ့ကျင့်ခန်းကိုမဖြစ်မနေလုပ်ပါ။အသေးစီချခြင်းနဲ့ဆိုရင်ကိုလေးခြင်းနဲ့အစားတောက်ထိန်းတာအပြင်ကိုလေ့ကျင့်ခန်းနဲ့တွဲလုပ်မယ်ဆိုရင်တော့အထီးရောက်ဆုံးပဲ။ခင်ဗျားလောဆယ်တော့ကျင်သွားဖို့မလိုသေးဘူး။ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ခက်မြတ်မြတ်လေးလမ်းလျှောက်တာနဲ့စပြီးလုပ်လို့ရတယ်။နောက်ပိုင်းမှာတစ်ပတ်ကိုမိနစ်150လောက်အလတ်စားလေ့ကျင့်ခန်းလေးတွေတွဲပြီးလုပ်သွားမယ်။ခက်မြတ်မြတ်လမ်းလျှောက်တာစက်ပင်းစီတာရေကူးတာအဲ့လိုဟာလေးလုပ်မယ်။အဲ့ဒါပြင်ကိုအလေးမလေ့ကျင့်ခန်းလေးမှာတွဲလို့ရင်တော့ပိုတောင်ကောင်းသေးတယ်။အဲ့ဒါကြွက်သားတွေတိုးလာစေတဲ့အပြင်အင်ဆူလင်ရဲ့အလုပ်ကိုလည်းကောင်းကောင်းလုပ်စေတဲ့အတွက်ခန္ဓာကိုယ်လေးချိန်ကိုတိတိကျကျကျသွားစေလိမ့်မယ်။အဲ့တော့ခန္ဓာကိုယ်လေးချိန်ကျပြီဆိုအသေးစီကျဖို့ကလည်းမကြတော့ဘူး။ဒီနေရာမှာအရေးကြီးတာကလေ့ကျင့်ခန်းလုပ်လိုက်လို့အသေးစီတိုက်ရိုက်လောင်ကျွမ်းသွားတာတော့မဟုတ်ဘူး။ကိုယ်လေးချိန်ကျသွားတာအင်ဆူလင်အလုပ်ပိုလုပ်လာတာပြီးရင်ခန္ဓာကိုယ်ကဇီဝဖြစ်စဉ်နေအဲ့လိုအားလုံးပေါင်းပြီးတော့မှအသေးစီကျသွားတာလို့နားလည်ထားရမယ်။နောက်တစ်ခုကကျွန်တော်ပြောနေကြဖြစ်တဲ့ကိုယ်လေးချိန်နည်းနည်းလောက်ချလိုက်တာနဲ့အသေးစီကတိတိကျကျကျသွားမယ်ဆိုတဲ့အချက်ပဲ။ခင်ဗျားကိုယ်လေးချိန်ကို900%လောက်ပဲချကြည့်။အသေးစီကတိတိကျကျကျသွားမယ်။အဲ့ထက်ပိုကောင်းတာ10%ချကြည့်လိုက်မယ်ဆိုရင်ခင်ဗျားအသေးရောင်တာပါကျသွားစေနိုင်တယ်။အဲ့တော့အရေးကြီးတာခက်မြန်ချဖို့ထက်ပုံမှန်လေးစတိုက်ကျနေဖို့ကပိုပြီးတော့အရေးကြီးတယ်။ဒါဆိုရင်ခင်ဗျားအသေးစီဖုံးတာလုံးဝပျောက်နိုင်လားဆိုပြီးစဉ်းစားနေလိမ့်မယ်။အစောပိုင်းအဆင့်တွေမှာနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့အသေးစီကတိတိကျကျကျသွားမယ်။ပျောက်တဲ့ထိလည်းဖြစ်သွားနိုင်တယ်ပေါ့။ဒါပေမဲ့ခင်ဗျားမှာနောက်ထပ်စီးကြိုရှိတယ်ခင်ဗျားအဝလွန်နေတယ်သူရင်းစီများတယ်အသေးအန်ဆိုင်တွေလည်းတက်နေတယ်ဆိုရင်ခင်ဗျားအထောက်ဆောင်မှာအသေးစီဖုံးရှိတယ်ဆိုရုံနဲ့ကိုယ့်ကိုယ်လေ့ကျင့်ခန်းတွေသွားလုပ်လို့မရဘူးဆရာဝန်နဲ့ပြပြီးတော့တိုင်ပင်ရမယ်လိုအပ်ရင်ဆေးတောက်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အသေးစီဖုံးလာရင်နောက်မှာအသေးရောင်တာအသေးတွေခဲလာတာအသေးမာလာတာရှိမရှိတွေကိုလည်းခွဲခြားဖို့လိုသေးတယ်အဲ့တော့ခင်ဗျားမှာအသေးစီဖုံးရှိပြီဆိုရင်အဆင့်1နဲ့2မကတော့3မဖြစ်ဖြစ်ကျွန်တော်ပြောတော့ဒီ၄ချက်ကိုသေချာလေးလုပ်ပေးအချိုတွေလျှော့စားတာအစားအသောက်ပမာဏနဲ့အစာစားကြုံထိန်းတာဟေးဒီဟေးရွနဲ့ကျန်းမာရေးနဲ့ညညွတ်တဲ့အစီအတွေကိုစားတာနောက်တစ်ခုကပုံမှန်လေ့ကျင့်ခန်းအသေးစီဖုံးတော့တညနဲ့ပြောင်းဘယ်သူမှလုပ်လို့မရအောင်ဒါပေမဲ့အခုပြောတဲ့၄မျိုးသေချာလေးလုပ်ပေးမယ်ဆိုရင်အချိန်တိုင်းတာတစ်ခုရောက်တဲ့အခါမှာလုံးဝပြောင်းလဲသွားတဲ့ရလဒ်ကိုခင်ဗျားရလေအဲ့တော့အသေးစီဖုံးရှိပြီဆိုရင်နေထိုင်စားသောက်မှုပုံစံတွေကိုပြင်ပြီးတော့ကျွန်တော်ပြောတဲ့လေ့ချက်ကိုသေချာလေးလိုက်လုပ်ကြည့်
ခင်ဗျားတို့ခန္ဓာကိုယ်မှာအသေးဆိုတာကိုယ့်ကိုယ်ပြန်ပြီးကောင်းအောင်လုပ်ပေးနိုင်တဲ့အင်္ဂါတစ်ခုပဲအဲ့တော့ခင်ဗျားတို့ဘက်ကလိုက်ပြီးတော့ကူညီပေးဖို့ပဲလိုတာဒီကြောင်းလေးအကျိုးရှိစေဆိုရင်ကိုမမ yes လို့ရေးပြီးတော့အသေးစီဖုန်းသမားတွေအတွက် post လေးကို share ပေးခဲ့ပါဦး